ကဘာတဝမ်းကလူတွေဘယ်တော့မှမေ့ပြော့သွားမှာမဟုတ်တဲ့ပုံရိပ်တစ်ခုကတော့ဒါလက်စ်မြို့ရဲ့တနက်တန်တွေနဲ့ရှုပ်ထွေးတုန်လှုပ်မှုတွေကြားထဲမှာခင်မုန်းဖြစ်သူရဲ့သွေးတွေစွန့်ပေးနေတဲ့ပန်းရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ချောမောလှပတဲ့အမျိုးသမီးတဦးရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။ဂျက်ကလင်ကနေဒီဂျာကိုဝိုင်ခန်ဒီဟာသူမချင်းမြတ်နိုးရတဲ့သမရရဲ့ရုပ်အလောင်းကိုတာမကပဲတနိုင်ငံလုံးရဲ့ဂုဏ်သိက္ခာနဲ့စိတ်ဓာတ်ကိုပါသူမရဲ့လက်မောင်းကြားထဲမှာထိမ့်မှတ်ပေးခဲ့သူဖြစ်ပါတယ်။သူမဟာအဆိုးရွားဆုံးသောကဗျာပါဒတွေကိုမတည်ဆုံးနိုင်တဲ့ဒဏ္ဍာရီတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်။ကဘာကြီးကသူမကိုထွေးဝတ်စုံတွေနဲ့ဖဲလ်ဘတ်အုတ်ထုပ်တွေကိုနိုင်ငံတကာအလှအပစံနှုန်းတွေအဖြစ်ဖန်တီးခဲ့တဲ့ fashion ကန်တဦးအနေနဲ့မှတ်မိနေကြပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီလှပတဲ့အုတ်ထုပ်အောက်မှာထက်မြက်တဲ့ဉာဏ်ရည်နဲ့ယဉ်ကျေးမှုဆိုင်ရာမဟာဗျူဟာမြောက်ဗီဇတွေရှိနေခဲ့ပါတယ်။သူမဟာသမရရဲ့ဘေးမှာရက်နေုံတက်တက်ဖြစ်တဲ့ First Lady ရဲ့အခန်းကဏ္ဍကိုအာဏာတင့်တယ်မှုနဲ့စိတ်သက်ခွန်အားတွေရဲ့ဗဟိုချက်အဖြစ်ပြောင်းလဲပစ်ခဲ့သူပါ။သူမရဲ့ဇာတ်ကြောင်းဟာ1929ခုနှစ်ဇူလိုင်လ28ရက်နေ့နယူးယောက်မြို့ဆောက်တန်တန်မှာစတင်ခဲ့ပါတယ်။သူမကိုချမ်းသာကြွယ်ဝတဲ့ Store Share ပွဲစား John Jack Bubio နဲ့ Jen Lee Bubio တို့ကမွေးဖွားခဲ့ပါတယ်။သူမဟာဘဲလေးကချင်းမြင်းစည်းချင်းနဲ့စာဖတ်ချင်းစတဲ့မျှော်လင့်ချက်တွေမြင့်မားတဲ့အထက်တန်းစားလောကထဲမှာကြီးပြင်းခဲ့ပါတယ်။1940ပြည့်နှစ်မှာမိဘတွေကွာရှင်းခဲ့ခြင်းဟာဂျက်ကီအတွက်စိတ်ဒဏ်ရာတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာသူမရဲ့မိခင်ကတထေးကြီး Half Dachshund Claus နဲ့အိမ်အောင်တစ်ထပ်မံထူထောင်ခဲ့တာကြောင့်သူမဟာဝါရှင်တန် DC ရဲ့လူမှုပတ်ဝန်းကျင်နဲ့ပိုမိုနှိစက်လာခဲ့ပါတယ်။ဂျက်ကီဟာပညာရေးပြီးဆုံးပြီးနောက်1952ခုနှစ်မှာ Washington Times Herald သတင်းစာရဲ့တပ်ပုံသတင်းထောက်ဖြစ်အလုပ်စတင်ခဲ့ပါတယ်။1953ခုနှစ်မှာတော့ဆွဲဆောင်မှုရှိတဲ့အထက်လွှတ်တော်အမတ် John F. Kennedy Jr. နဲ့ဆုံတွေ့ခဲ့ပြီးထိုနှစ်စက်တင်ဘာ12ရက်နေ့မှာရာစုနှစ်ရဲ့မင်္ဂလာဆောင်လို့တင်စားရတဲ့ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အိမ်အောင်ရေးဘဝဟာအစပိုင်းမှာမตายရခဲ့ပါဘူး။သူမဟာကလေးပြတ်ကျခြင်းနဲ့သမီးဖြစ်သူ Arabella ကိုမွေးဖွားစဉ်မှာတင်ဆုံးရှုံးခဲ့ရတဲ့နာကျင်မှုတွေကိုခံစားခဲ့ရပါတယ်။ဒီအဖြစ်အပျက်တွေကသူမကိုခံစားချက်တွေကိုထိန်းချုပ်နိုင်စွမ်းရှိပြီးတန်မဏိတိုင်းလိုကြန့်ခိုင်တဲ့အမျိုးသမီးတဦးဖြစ်လာစေခဲ့ပါတယ်။1960ပြည့်နှစ်မှာကြီးကသမရဖြစ်လာတဲ့အခါဂျက်ကီဟာအိမ်ဖြူတော်ကိုအမှုပညာဗဟိုချက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။သူမဟာတန်တမန်ရေးရာမှာလည်းအလွန်ထက်မြက်သူဖြစ်ပြီးပြင်သစ်နိုင်ငံခရီးစဉ်အတွင်းမှာသူမရဲ့ပြင်သစ်ဘာသာစကားအကျွမ်းကျင်မှုကြောင့်သမရဒီဂေါရဲ့စိတ်ကိုသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ခက်ကပင်ကျွန်တော်ဟာဂျက်ကီကနေဒီနဲ့အတူပါရီကိုလိုက်ပါလာတဲ့အမျိုးသားပါလို့နောက်ပြောင်ပြောဆိုခဲ့ရတဲ့အထိသူမဟာထင်ရှားခဲ့ပါတယ်။အိမ်တော်ရေးမှာခင်မုန်းဖြစ်သူနဲ့မာရီလင်မိုယိုတို့ရဲ့ကောလာဟလာတွေကြားခဲ့ရပေမဲ့ဂျက်ကီဟာတည်ငြိမ်မှုနဲ့ဂုဏ်သိက္ခာကိုအသုံးချပြီးရင်ဆိုင်ခဲ့ပါတယ်။1962ခုနှစ်ကျူးဘာတုံးပြန်အကျက်တဲကာလမှာလဲသူမဟာခင်မုန်းဖြစ်သူကိုစွန့်မသွားပဲရှင်နဲ့အတူကျမဒီမှာရှိနေမယ်တည်မယ်ဆိုရင်လဲရှင်နဲ့သားသမီးတွေနဲ့အတူဒီမှာပဲအတူတူတည်သွားမယ်လို့ပြောကြားခဲ့ပြီးခိုင်မာတဲ့စိတ်ဓာတ်ကိုပြသခဲ့ပါတယ်။1963ခုနှစ်နိုဝင်ဘာ22ရက်နေ့ဒါလက်စ်မြို့မှာရက်ဖက်လှုပ်ကြံခံခဲ့ရပါတယ်။ဂျက်ကီဟာသူမရဲ့ပန်းရောင်ဝတ်စုံမှာပေနေတဲ့သွေးတွေကိုမတုပ်ပစ်ပဲသမရတစ်ကျန်းသစ္စာကျိန်ဆိုပွဲမှာဘေးကနေရက်တီပေးခဲ့ပါတယ်။သူတို့ဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုသူတို့ကိုမြင်စေခြင်းနဲ့ဆိုတဲ့စကားကလူအများရဲ့ရင်ကိုတုန်လှုပ်စေခဲ့ပါတယ်။ခင်မွန်းဖြစ်သူရဲ့ဇာပနမှာ3နှစ်အရွယ်တားငယ်လေးတစ်ဖက်ကျွာကသူ့ဖခင်ရဲ့ရုပ်အလောင်းကိုနောက်ဆုံးအကြိမ်အလေးပြုခဲ့တဲ့ပုံရိပ်ဟာကမ္ဘာသမိုင်းမှာအလှပဆုံးနဲ့အဝမ်းနည်းဆုံးပုံရိပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဂျက်ကီဟာဂျဖေးရဲ့သမရတက်တန်းကိုခဲမလာအာတာဘရင်ရဲ့နန်းတော်ကဲ့သို့စံပြခေတ်လို့တင်စားပြီးသမိုင်းတွင်အောင်ဖန်တီးခဲ့ပါတယ်။1968ခုနှစ်မှာခဲအိုဖြစ်သူဘာဘိုက်ခန်ဒီထပ်မံလှုပ်ကြံခံရပြီးနောက်သားသမီးတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်လာတာကြောင့်ဂရီတန်ကျွဲတထေးရစ်တိုလာနာစစ်နဲ့လက်ထပ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်ဝေဖန်မှုတွေခံခဲ့ရပေမဲ့သူမအတွက်တော့သားသမီးတွေရဲ့လုံခြုံရေးကအဓိကဖြစ်ခဲ့ပါတယ်။အိုနာစစ်ကွယ်လွန်ပြီးနောက်မှာတော့သူမဟာနယူးယောက်ကိုပြန်လာပြီးသူမဝါသနာပါတဲ့စာရဲလုပ်ကိုလုပ်ကင်ခဲ့ပါတယ်။1994ခုနှစ်မှာတော့ကင်ဆာရောဂါနဲ့အေးချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။ဂျက်ကလင်ကနေဒီဆိုတာသမရရဲ့ဇနီးဆိုတဲ့အဓိပ္ပာယ်ထက်မကပဲမုံတိုင်းတွေကြားမှာတင့်တယ်စွာရက်တည်နိုင်တဲ့ကြန့်ခိုင်မှုနဲ့ကိုယ်ပိုင်ဘဝကိုကိုယ်တိုင်ပုံဖော်ခဲ့တဲ့လွတ်လပ်တဲ့အမျိုးသမီးတဦးအဖြစ်ယနေ့တိုင်ကဘာကအတိမတ်ပြုနေရဆဲဖြစ်ပါတယ်